ဒီမိန်းကလေးငယ်လေးဟာလူတစ်ယောက်ရဲ့တည်ဆုံးတော့မဲ့အချိန်ကိုကြိုတင်မြင်နိုင်တဲ့စွမ်းအားရှိပါတယ်။တနေ့မှာသူမဟာအမေဖြစ်သူနဲ့အတူအပြင်သွားရင်းအမျိုးသမီးတစ်ယောက်ရဲ့ခေါင်းပေါ်မှာထူးဆန်းတဲ့နံပါတ်တစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီနံပါတ်ရဲ့အဓိပ္ပာယ်ကတော့ထိုအမျိုးသမီးဟာနောက်တစ်မိနစ်အတွင်းတည်ဆုံးတော့မယ်ဆိုတာပါပဲ။ဒါကြောင့်မိန်းကလေးငယ်လေးကထိုအမျိုးသမီးမှာတစုံတရာနာမကျန်းဖြစ်နေသလားလို့မေးလိုက်ပါတယ်။ဒါကိုကြားတဲ့အခါမှာတော့သူမရဲ့အမေကကလေးကိုပါးစပ်ပိတ်ခိုင်းပြီးထိုအမျိုးသမီးကိုတောင်းပန်စကားဆိုခဲ့ပါတယ်။သမီးဖြစ်သူကိုလည်းအဲ့ဒီလိုမျိုးမေးခွန်းတွေမမေးဖို့စူပူခဲ့ပါတယ်။ဒါပေမဲ့အမေဖြစ်သူကစကားပြောလို့မှမဆုံးသေးခင်မှာပဲအပေါ်ကနေပန်းအိုးအကြီးကြီးတစ်လုံးဟာထိုအမျိုးသမီးရဲ့ခေါင်းပေါ်ကိုပြုတ်ကျလာပြီးသူမဟာနေရာတင်ပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့အမေနဲ့သမီးနှစ်ယောက်လေရင်စီးတဲ့အခါမိန်းကလေးငယ်လေးဟာလေရင်ပေါ်ကခရီးသည်တွေနဲ့ဝန်ထမ်းတွေအားလုံးရဲ့ခေါင်းပေါ်မှာအဲ့ဒီနံပါတ်ကိုပဲမြင်နေရပြန်ပါတယ်။ဒါကိုမြင်လိုက်တာနဲ့လေရင်ပေါ်ကလူအားလုံးမကြခင်တည်ဆုံးတော့မယ်ဆိုတာကိုသူမနားလည်သွားခဲ့ပါတယ်။အမေဖြစ်သူကဒါကိုသိလိုက်ရတဲ့အခါလူတွေအားလုံးကိုလေရင်ပေါ်ကဆင်းဖို့ပြောပေမဲ့ဘယ်သူမှမယုံကြပါဘူး။လေရင်မှုကလည်းနှောက်ယှက်မှုဖြစ်စေတယ်ဆိုပြီးသူတို့ကိုလေရင်ပေါ်ကနေဆင်းခိုင်းမှုပြင်ပါတယ်။ဒါပေမဲ့အနီးနားမှာထိုင်နေတဲ့ CEO တယောက်ကဒါကိုသတိထားမိသွားပြီးသူလည်းလေရင်ပေါ်ကဆင်းကျင်တယ်လို့လေရင်မှုကိုပြောလိုက်ပါတယ်။ဒါကိုမြင်တဲ့အခါလူတွေက CEO ကိုဝိုင်းပြီးလှောင်ပြောင်ကြပေမဲ့သူကတော့ဂရုမစိုက်ပဲအဲ့ဒီမျိုးသမီးနဲ့သူမရဲ့သမီးငယ်လေးနဲ့အတူလေရင်ပေါ်ကဆင်းသွားခဲ့ပါတယ်။သို့တော်လည်းလေရင်ပြန်တက်ပြီးမကြခင်မှာပဲတစုံတစ်ခုချိုးယွင်းမှုဖြစ်ကလေရင်ပြတ်ကျသွားပြီးလေရင်ပေါ်ပါလာသူအားလုံးတည်ဆုံးသွားခဲ့ပါတယ်။ဒါကို CEO သိလိုက်ရတဲ့အခါမှာတော့သူဟာလုံးဝကိုထိတ်လန့်သွားပြီးမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်